ဒီမင်းကလေးဟာအရန်ကိုထူးဆန်းပါတယ်သူမကိုသူမငိုချင်လာအောင်လို့သူမရဲ့မျက်နှာကိုတိုက်ရိုက်လက်တီးနဲ့ထိုးလိုက်ပါတယ်ဒါပေမဲ့ဒါကမလုံလောက်ဘူးလို့သူမခံစားရတဲ့အခါနေရုပ်တီးနဲ့မုံညင်းစီတွေကိုအသုံးပြုခဲ့ပါတယ်ဒီຢာတွေကဘသူ့ကိုမဆိုချက်ချင်းမျက်ရည်ကျစေဖို့လုံလောက်တာထက်ပိုနေပါတယ်တိုးတော်လည်းဒီကြိုးတက်ရောက်မှုကသူမတယောက်တည်းပေါ်မှာတင်မဟုတ်ပဲကုမ္ပဏီရဲ့ CEO ပါမျက်ရည်ကျလာခဲ့ရပါတယ်တကယ်တော့ဒီမင်းကလေးဟာကြီးအဲ့ရဲ့အသက်ကိုမတော်တဆကယ်တင်မိခဲ့တဲ့သမုဒ္ဒရာမျိုးနွယ်စုအတင်းဘက်ကမင်းသမီးလေးဖြစ်ပါတယ်ဒါပေမဲ့ဒီလိုကယ်တင်မိတဲ့အချိန်မှာပဲသမုဒ္ဒရာမျိုးနွယ်စုရဲ့အထုံးမြတ်ထားတဲ့ပစ္စည်းဖြစ်တဲ့ပင်လယ်ပြင်မြဝင်းအေကအကွာရဲစေခဲကမတော်တဆအင်းအဲ့စီကိုရောက်သွားခဲ့ပါတယ်ဒီအကြောင်းကြောင့်ပဲမင်းကလေးဟာသူမရဲ့မျိုးနွယ်စုကနေအထုတ်ခံလိုက်ရပြီးပင်လယ်ပြင်မြဝင်းကိုပြန်ရှာဖို့အတွက်လူလောကတဲ့ကိုဆေးလွတ်ချင်းခံလိုက်ရပါတယ်ပင်လယ်ပြင်မြဝင်းမရှိတော့တာကြောင့်သူမရဲ့မော်ဆွမ်းအားတွေလည်းလုံးဝလုံးမလုပ်တော့ပါဘူးသူမဟာအဲ့ဒီပစ္စည်းကိုရှာဖွေရင်းပင်အဲ့ရဲ့အဆောက်အုံကိုရောက်လာခဲ့ပေမဲ့လုံခြုံရေးတွေကသူမကိုသူခိုးလို့ထင်မှတ်ပြီးလိုက်ဖမ်းကြပါတယ်အဲ့ဒီအခါမှာမင်းကလေးဟာကြောက်လန့်တကြားနဲ့ကဲကြပါလို့အော်ဟစ်လိုက်ပါတယ်နောက်တစ်ခါမှပဲယူအဲ့ကသူမရဲ့ရှေ့မှာအံွယ်နီးနဲ့ရုတ်တရက်ပေါ်လာပါတယ်မစ္စတာအဲ့ကသူမကိုဘလို့ရောက်လာတာလဲလို့အံအားသင့်စွာမေးမြန်းလိုက်တဲ့အခါမင်းကလေးကအမှန်တရားကိုအကုန်ပြောပြလိုက်ပါတယ်မစ္စတာအဲ့ကသူ့ရင်ဘတ်ထဲမှာတောက်ကနေရဲ့အဲ့ဒီအထုံးမြတ်ပစ္စည်းကိုမြင်လိုက်ရတဲ့အခါအရန်ကိုအံအားသင့်သွားပါတယ်ဒါပေမဲ့သူဘာမှမပြောလိုက်ရခင်မှာပဲလုံခြုံရေးတွေကမင်းကလေးကိုအပြင်ကိုပစ်ထုတ်လိုက်ကြပါတယ်မင်းကလေးဟာပင်လယ်ပြင်မြဝန်းကိုပြန်လိုချင်နေတာပါသူမခက်ခဲဖြစ်ပြီးငိုတဲ့အချိန်တိုင်းမှာပြီးအဲ့ကသူမရှိကိုရောက်လာတတ်တယ်ဆိုတာကိုသူမတတိယလိုက်ပါတယ်ဒါကြောင့်ပဲအခုသူမကိုသူမငိုအောင်စူးစမ်းနေခြင်းဖြစ်ပါတယ်